ဒီတစ်ခေါက်သာငါတို့ထပ်ရှုံးခဲ့ရင်ကလဲစားမချေနိုင်ုံတင်မကပေနောက်ထပ်မျိုး၃မျိုးရဲ့နယ်မြေကိုပါလွှဲပေးရတော့မှပြီးရင်ရန်မီသားစုရဲ့အောက်မှာလုံးဝနှိမ်ထားခြင်းခံရတော့မယ်အကိုကြီးတကယ်လို့အဆင်မပြေရင်ကျွန်တော်ပဲဝင်ပြိုင်ပါမယ်အလုံးစုံရှိမှတက်နဲ့ရင်းပြီးတိုက်ပွဲဝင်ုံပေါ့မဖြစ်ဘူးရန်မီသားစုကပြီးခဲ့တဲ့အချိန်တုန်းကဟွာကြောက်အဆင့်9ရှိတဲ့ပညာရှင်ကိုငှားခဲ့တာ10နှစ်ကြာသွားပြီဆိုတော့တစ်ဖက်သူရဲ့ကြင်ကြံမှုကပိုတက်သွားမှတေချာတယ်မင်းသွားရင်ဘလို့မှသူနဲ့ရှင်နိုင်မှာမဟုတ်ဘူးအလကားတေပွဲဝင်ုံပဲရှိမယ်အခုချိန်ကအရန်နေနေပြီးငါတို့ဟွာကြောက်အဆင့်10နဲ့အထက်ရှိတဲ့ပညာရှင်ကိုဘယ်မှာတွားရှာရတော့မှလဲရှာတွေ့ခဲ့ရင်တော့သူတို့ကငါတို့ပိုင်မီသားစုအတွက်တိုက်ပွဲဝင်ပေးခြင်းမှာဝင်ပေးမှာငါလည်းရင်းနှီးတဲ့ပညာရှင်တချို့စီဆက်သွယ်ကြည့်ပြီးတချို့ကတရားထိုင်နေကြတယ်တချို့ကြတော့လဲတခြားမိသားစုတွေအတွက်ပြိုင်ပေးဖို့ကတိပေးပြီးသွားပြီးဘယ်သူမှမအားကြဘူးဂျန်စီဆိုကငါတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ပဲအခုတော့သူပါအဆက်အသွယ်ပြတ်သွားပြီးငါတို့ဖေဒုတိယဦးလေးတတိယဦးလေးသမီးလူတယောက်ကိုစဉ်းစားမိတယ်မင်းဘသူကိုစဉ်းစားမိလို့လဲဖေဂျန်စီဆိုကနေဝန်ရှုဆိုတဲ့သူစီကလဲစားချေဖို့သွားပြီးမှအဆက်အသွယ်ပြတ်သွားတာဆိုတော့ဒါကနေဝန်ရှုကပဲဂျန်စီဆိုကိုတက်လိုက်တာဖြစ်ရမယ်မဟုတ်ရင်လေသူ့ဘေးမှာဂျန်စီဆိုကိုတက်နိုင်တဲ့ပညာရှင်ရှိနေတာပဲဟုတ်တာပဲငါဘာလို့ဒါကိုမစဉ်းစားမိခဲ့တာလဲဂျန်စီဆိုကဟွာကြောက်အဆင့်ရှစ်ထိပ်ပြီးပညာရှင်လေသူ့ကိုအဆက်အသွယ်ပြတ်သွားအောင်လုပ်နိုင်နေဆိုရင်တစ်ဖက်သူရဲ့စွမ်းအားကသူ့ထက်အများကြီးတာလို့နေတာသိကြတယ်မှန်တာပေါ့တခြားပညာရှင်တွေကိုမရှာနိုင်မှတော့ငါတို့ဘာလို့နေဝန်ရှုစီတိုက်ရိုက်မသွားပဲပြည်နယ်9ခုတိုင်းပညာမဟာမိတ်ပြိုင်ပွဲမှာငါတို့ပိုင်မိသားစုအတွက်ဝင်ပြိုင်ပေးဖို့မတောင်းဆိုရမှာလဲဟုတ်တယ်ဒါကအခုချိန်မှာငါတို့ရဲ့တစ်ခုလေးတော့အခွင့်အရေးပဲကောင်းပြီရောင်ဝှေပြောသလိုပဲလောက်ကြဆိုဂျင်းထမ်းမင်းချက်ချင်းပဲကျန်းနံတက္ကသိုလ်ကိုလူခေါ်သွားဒီနေဝန်ရှုဆိုတဲ့သူကိုရှာပြီးစုံစမ်းစကားပြောကြည့်စမ်းကောင်းပါပြီအကိုကြီးကျွန်တော်အခုပဲသွားလိုက်ပါမယ်မှတ်ထားပါရင်ကြေးဆက်ဆံရမယ်သူ့ကိုလုံးဝမပြစ်မှားမိစေနဲ့သူကဂျန်စီဆိုကိုတတ်နိုင်တဲ့စွမ်းအားတကယ်ရှိတယ်ဆိုရင်ငါတို့လုံးဝသွားမစော်ကားရဲတဲ့ပညာရှင်ကြီးဖြစ်နေလိမ့်မယ်စိတ်အေးထားပါအကိုကြီးကျွန်တော်နားလည်ပါတယ်ဖေဒုတိယဦးလေးသမီးဒုတိယဦးလေးနဲ့အတူလိုက်သွားမယ်ဂျန်စီဆိုကိုအဆက်အသွယ်ပြတ်သွားအောင်လုပ်နိုင်တဲ့လူငယ်လေးကဘယ်လိုနောက်ခံမျိုးရှိလဲဆိုတာသမီးလည်းကြည့်ကျင်လို့ပါကောင်းပြီလေဒါဆိုဒုတိယဦးလေးနဲ့လိုက်သွားလိုက်အဲ့ဒီရောက်ရင်များများကြည့်များများနားထောင်နေနေပြောပြဿနာမရှာနဲ့ကြလားဝင်ခဲ့ပါဆရာနေဝန်ရှုရှိပါသလားခင်ဗျာကျွန်တော်နေဝန်ရှုပါကျွန်တော်ကိုရှာတာလားမင်္ဂလာပါမစ္စတာနင်ကျွန်တော်တို့ကကျန်းနံပိုင်မိသားစုကပါမစ္စတာနင်နဲ့ဆွေးနွေးခြင်းတဲ့ကိစ္စလေးရှိလို့ပါစကားပြောဖို့နေရာတစ်ခုလောက်သွားရအောင်အဆင်ပြေမလားခင်ဗျာရတာပေါ့သွားကြစို့ပြောပါဦးကျွန်တော်စီဘာကိစ္စရှိလို့လဲမစ္စတာနင်ကျွန်တော်တို့မစ္စတာနင်စီကကိစ္စတစ်ခုတေချာအောင်မေးချင်လို့ပါမနေ့ညကဂျန်စီဆိုမစ္စတာနင်စီလာခဲ့သေးတယ်မလားဂျန်စီဆိုဝူရှန်ချမ်းရဲ့ဆရာလားမင်းတို့ကသူ့နဲ့တဖွဲတယ်လားကျွန်တော်တို့ကဂျန်စီဆိုနဲ့ဘာမှမသက်ဆိုင်ပါဘူးခင်ဗျာကျွန်တော်တို့ကဂျန်စီဆိုရဲ့အခြေအနေကိုမစ္စတာနင်စီမှာအတည်ပြုခြင်းရုံပါသူ့ကိုငါတက်လိုက်ပြီသူကတကယ်ပဲဂျန်စီဆိုကိုတက်လိုက်တာလားပြီးတော့ဒါကိုဘာမှမဖြစ်တယ်လို့အေးအေးဆေးဆေးပြောသွားသေးတယ်သူ့ရဲ့စွမ်းအားကတကယ်တော့ဘလောက်အထိတောင့်တင်းတာလဲမင်းတို့ယုံတာမယုံတာကမင်းတို့အပိုင်းပဲတခြားဘာမှမရှိတော့ဘူးဆိုရင်ငါအရင်သွားတော့မယ်လက်ချောင်းကထွက်တဲ့လေတိုးတန်တစ်ချက်ထဲနဲ့တင်ငါ့ကိုနောက်ဆုတ်သွားအောင်လုပ်နိုင်ခဲ့တာသူ့ရဲ့စွမ်းအားကအကန့်အဆက်မရှိဘူးသူကတေချာပေါက်ဂိုးတန်းကောအဆင့်ရဲ့ထိပ်သီးပညာရှင်ပဲမင်းကငါ့ကိုစမ်းသက်ချင်ရုံပဲရှိပြီးရဲဆက်လက်မပါခဲ့တာကိုထောက်ထားပြီးဒီတစ်ခေါက်တော့ငါတက်ညာပေးလိုက်မယ်ဒါပေမဲ့ဒီတစ်ခါပဲရှိမယ်နောက်တစ်ခါများဒီလိုမျိုးလာပြီးစမ်းသက်ရဲရင်တော့နောက်တစ်ချိန်ကြာငါလက်ကညှတာမှမဟုတ်ဘူးလို့မပြောနဲ့မစ္စတာနင်တောင်းပန်ပါတယ်ကျွန်တော်ရဲ့စီစစ်မှုမရှိမစင်မချင်းပြုမှုမိတာပါမစ္စတာနင်ကိုတောင်းပန်ပါတယ်ဒုတိယဦးလေးသူကတကယ်ပဲဂိုးတန်းကောအဆင့်ပညာရှင်ကြီးလားဟုတ်တယ်ပြီးတော့သူ့စွမ်းအားကတာမန်ဂိုးတန်းကောအဆင့်ထက်တောင်အများကြီးတာလို့နေသေးတယ်ထင်ရတယ်နေဝန်ရှုတက္ကသိုလ်ကျောင်းသားဘဝစပြီဆိုတော့နင့်မှာဘာအစီအစဉ်တွေရှိလဲထူးထူးခြားခြားတော့အစီအစဉ်မရှိပါဘူးကြိုးကြိုးစားစားစာတင်မယ်ကြိုးကြိုးစားစားကြင်ကြံမယ်စကားမဆက်ဒီကဘာမြေပေါ်မှာငါမသိသေးတဲ့လှုပ်ဝက်ချက်တွေဘလောက်တောင်ပုံကွယ်နေသေးလဲဆိုတာကြည့်ရတာပေါ့မင်္ဂလာပါအားလုံးပဲငါနာမည်ဝင်ကြီးချန်ပါဒီအခန်းကပဲဖြစ်ပါတယ်မင်္ဂလာပါငါနာမည်မာကျွန်းဖန်ပါဒါကတော့ရှုချီတဲ့ကြိုးဆိုပါတယ်ကွာမင်္ဂလာပါအားလုံးပဲငါနာမည်နေဝန်ရှုပါမင်္ဂလာပါမင်းတို့တွေဒီလောက်စောစောရောက်နေကြလိမ့်မယ်လို့မထင်ထားဘူးဒါနဲ့တငယ်ချင်းတို့လူလဲအစုံလင်ရောက်ပြီဆိုတော့ဒီနေ့ညအပြင်မှာထမင်းအတူတူသွားစားပြီးပွဲခံကြရင်မကောင်းဘူးလားဟုတ်တယ်လေတက္ကသိုလ်လေးနှလုံးငါတို့ကအခန်းဖော်ညီကိုတွေဖြစ်သွားပြီပဲဒီနေ့ညတော့ပထမဆုံးအဖွဲ့လိုက်လှုပ်ရှားမှုအဖြစ်အကောင်းစားသွားစားကြရမယ်နောက်ရက်မှလှုပ်ကြတာပေါ့ငါဒီနေ့ညလူတယောက်နဲ့ချိန်ထားလို့နေဝန်ရှုမင်းလူတယောက်နဲ့ချိန်ထားတယ်ဟုတ်လားကောင်မလေးတယောက်နဲ့ချိန်ထားတာတော့မဟုတ်ပါဘူးနော်မနေ့တုန်းကဖုန်းပြောနေတာငါကောင်မလေးအတန်တဲ့ကြားလိုက်တယ်လို့ပဲအမှန်တိုင်းပြောစမ်းအထက်တန်းတုန်းကတည်းကရေးစားရခဲ့ပြီးကျန်းတဲ့တက္ကသိုလ်ကိုအတူတူတက်လာကြတာမလားမဟုတ်ရင်ကျောင်းစာအပ်တဲ့နေ့မှာမင်းကဘဲကောင်မလေးနဲ့တွားချိန်ရမှာလဲမင်းတို့တွေအရန်တွေးလို့နေပါပြီအသက်40 50အရွယ်အန်ကယ်တယောက်နဲ့ထမင်းစားဖို့ချိန်ထားတာပါဒါဆိုရင်လည်းကောင်းပါပြီဗျာမင်းမအားဘူးဆိုမှတော့နောက်ရက်မှပဲလှုပ်ကြတော့တာပေါ့အကိုကြီးအခြေအနေကတော့ဒီလိုပါအဲ့ဒီကောင်ကဂျန်စီဆိုကိုတတ်ခဲ့တယ်ဆိုတာသူ့ပါစက်နဲ့ကိုယ်တိုင်ဝန်ခံသွားတယ်ငါကိုယ်တိုင်လည်းဝင်ပြီးစမ်းသက်ကြည့်ခဲ့သေးတယ်သူကလုံးဝသတိမထားမိတဲ့အပြင်ခေါင်းတောင်လက်မကြည့်ပဲလက်ထဲကထွက်လာတဲ့လေတိုးတန်တစ်ချက်ထဲနဲ့တင်ငါ့ကိုဒဏ်ရာရအောင်လှုပ်သွားတာဒီကောင်ရဲ့စွမ်းအားကတော့တကယ်ကိုတဘာဝလွန်လာတယ်
ဒါပေမဲ့အကိုကြီးအခုချိန်မှာအရေးကြီးဆုံးကတော့ပြည်နယ်9ခုတိုင်းပညာမဟာမိတ်ပြိုင်ပွဲမှာငါတို့ပိုင်မိသားစုအတွက်ဝင်ပြိုင်ပေးဖို့သူ့ကိုစီးရုံးနိုင်မဲ့နီလန်းကိုစဉ်းစားဖို့ပဲဘာပဲဖြစ်ဖြစ်သူ့ကိုမရရအောင်ဖိတ်ခေါ်ရမယ်သူကလွဲရင်ဒီလောက်စွမ်းအားကြီးတဲ့ပညာရှင်မျိုးကိုအချိန်တိုအတွင်းမှာငါတို့ဘလို့မှထပ်ရှာတွေ့နိုင်မှာမဟုတ်ဘူးဟုတ်တယ်ဖေဖေဂျန်စီဆိုရဲ့တပည့်ကချီမီသားစုနဲ့စုံကော်ဝေတို့ရဲ့အငင်းပွားမှုကြောင့်နေဝမ်ရှုရဲ့ကြင်ကြံခြင်းစွမ်းအားဖျက်ဆီးတာကိုခံလိုက်ရတာလို့ဖေဖေရင်ကပြောဖူးတာငါမမိတယ်ဒါဆိုရင်တော့စုံကော်ဝေနဲ့နေဝမ်ရှုကြားမှာတေချာပေါက်ခင်မင်ရင်းနှီးမှုရှိနေရမယ်ငါတို့စုံကော်ဝေစီအရင်သွားပြီးစုံစမ်းကြည့်လို့ရတာပဲငါတို့စုံကော်ဝေစီအရင်သွားပြီးအခြေအနေမေးကြည့်လို့ရတာပဲသူကကြားလူဖြစ်လုပ်ပေးပြီးငါတို့ကိုလမ်းကြောင်းတက်ပေးနိုင်မလားမသိဘူးအာဟုတ်တာပဲငါကဒါကိုမေ့နေတာပြောရရင်တော့ငါနဲ့စုံကော်ဝေနဲ့ကြားမှာပတ်သက်မှုတချို့ရှိခဲ့ဘူးတယ်အရင်တုန်းကသူအလုပ်ဆက်လုပ်ကစာပြဿနာကြုံတုန်းကငါကိုယ်တိုင်ထွက်ပြီးရှင်းပေးခဲ့တာလေအဲ့ဒီနောက်ပိုင်းသူကကျေးဇူးဆက်တဲ့အနေနဲ့လက်ဆောင်အကြီးကြီးပို့ပေးခဲ့ပေမဲ့ဒီနှစ်တွေထဲမှာတိတ်မဆက်သွယ်ဖြစ်ခဲ့ကြဘူးဒါပေမဲ့ငါကိုယ်တိုင်ထွက်မေးရင်တော့သူငါမျက်နှာကိုငဲ့မှာပါငါအခုပဲစုံကော်ဝေစီဖုန်းဆက်ပြီးတွေ့ဖို့ချိန်လိုက်မယ်ရောင်ဝေမင်းချက်ချင်းပဲနေဝမ်ရှုရဲ့အချက်လက်အကုန်လုံးကိုသွားစုံစမ်းခိုင်းလိုက်သူ့ဘေးကလူတွေရဲ့အခြေအနေနဲ့သူဘသူတွေနဲ့ခင်းမင်လဲဆိုတာပါစေဟာပိုင်မီသားစုကောင်းဆောင်ကြီးမတွေ့တာကြာပြီနော်နေကောင်းနေရဲ့လားဒရိုက်တာဆုပ်ငါတို့မတွေ့တာတော်တော်လေးတောင်ကျသွားပြီပဲဒီတစ်ခေါက်ပိုင်ရဲ့အလှည့်မှာတကယ်ကိုအခက်ခဲနဲ့ကြုံနေရလို့သာအာနာနာနဲ့လာပြီးအနောက်ရှက်ပေးရတာပါဒရိုက်တာဆုပ်အပြစ်မယူဖို့မျှော်လင့်ပါတယ်ပိုင်မီသားစုကောင်းဆောင်ကြီးကလည်းဘာတွေပြောနေတာလဲအရင်တုန်းကကျွန်တော်ဘာမှမရှိသေးတဲ့အချိန်တုန်းကသာပိုင်မီသားစုကောင်းဆောင်ကြီးဝင်မကူခဲ့ရင်ဒီနေ့စုံကော်ဝေဆိုတာပဲရှိပါမလဲဒီကျေးဇူးကိုကျွန်တော်ရင်ထဲမှာအမြဲမှတ်ထားပါတယ်ပိုင်မီသားစုကောင်းဆောင်ကြီးဒီတစ်ခေါက်ကျွန်တော်စီလာတာဘာကိစ္စများရှိလို့လဲမသိဘူးပိုင်မီသားစုရဲ့ဩဇာအာဏာနဲ့ဆိုရင်ပိုင်မီသားစုကောင်းဆောင်ကြီးကိုဒုက္ခပေးနိုင်တဲ့ကိစ္စကဘာများရှိမလဲလို့ကျွန်တော်တကယ်ပဲစိတ်ဝင်စားမိတယ်ဒရိုက်တာဆုံဒီအကြောင်းကပြောရရင်အရှိကြီးပဲငါဒီတစ်ခေါက်လာတာကဒရိုက်တာဆုံကနေဝင်ရှုဆိုတဲ့လူငယ်လေးနဲ့ရင်းနှီးတယ်လို့ကြားမိလို့ပါညီငင်လားပိုင်မီသားစုကောင်းဆောင်ကြီးကပါညီငင်ကိုတိတာလားကြည့်ရတာဒရိုက်တာဆုံနဲ့သူနဲ့ကြားမှာတကယ်ပဲရင်းနှီးမှုရှိနေတာပဲငါကတော့မစ္စတာနင်ကိုကိုယ်တိုင်မသိပါဘူးအဲ့ဒါကြောင့်မို့လို့ဒရိုက်တာဆုံကိုလာပြီးလမ်းညွှန်မိတ်ဆက်ပေးဖို့ကူညီတောင်းရတာပါပိုင်မီသားစုကောင်းဆောင်ကြီးကညီငင်ကိုရှာပြီးဘာလုပ်ချင်လို့လဲမသိဘူးပြီးတော့ညီငင်အကြောင်းကိုပိုင်မီသားစုကောင်းဆောင်ကြီးကဘယ်လိုလုပ်သိတာလဲဒီအကြောင်းကိုဒရိုက်တာဆုံကိုပြောပြလဲဘာမှမဖြစ်ပါဘူးဒရိုက်တာဆုံငါတို့ပိုင်မီသားစုအကြောင်းသိထားတာကပြင်ပကလူတွေသိထားတဲ့အတိုင်းတာလောက်ပဲမဟုတ်လားပိုင်မီသားစုကောင်းဆောင်ကြီးရဲ့ဒီစကားကဘာသဘောလဲကျွန်တော်နားထောင်ရတာနည်းနည်းမဝေခွဲနိုင်ဖြစ်သွားပြီဒရိုက်တာဆုံကြည့်လိုက်ပါဟင်းပိုင်မီသားစုကောင်းဆောင်ကြီးခမညာဒရိုက်တာဆုံကမစ္စတာနေဝန်ရှုနဲ့ရင်းနှီးတယ်ဆိုမှတော့အရင်ကဒရိုက်တာဆုံနဲ့ချီမီသားစုကြားပြဿနာဖြစ်တုန်းကချီမီသားစုငှားလာတဲ့ပညာရှင်ကိုမစ္စတာနင်ကပဲထွက်ပြီးဒဏ်ရာရအောင်လုပ်ပေးခဲ့တာဆိုတာသိမှာပါဒရိုက်တာဆုံလည်းဒီကိစ္စတွေကိုအနည်းနဲ့အများတော့သိထားမယ်ထင်ပါတယ်ငါတို့ပိုင်မီသားစုဆိုတာကတော့မူလကတည်းကနှစ်ရကျော်တက်တန်းရှိတဲ့ကျင့်ကြံသူမိသားစုကြီးတစ်ခုပဲခဏနေပါဦးပိုင်မီသားစုကောင်းဆောင်ကြီးခုနကပိုင်မီသားစုကကျင့်ကြံသူမိသားစုလို့ပြောလိုက်တာလားဟုတ်တယ်ဒီကိစ္စတွေကိုကျင့်ကြံခြင်းလောကတွေကလူတွေကလွဲရင်ပြင်ပကတာမန်လူတွေလုံးဝမသိကြဘူးပြည်နယ်9ခုတိုင်းပညာမဟာမိတ်ပြိုင်ပွဲဆိုတာကလည်းအရှိတောင်ဘက်ပြည်နယ်9ခုရဲ့ကျင့်ကြံခြင်းလောကတွေကထိပ်သီးတိုင်းပြိုင်ပွဲကြီးပေါ့အရှိတောင်ဘက်ပြည်နယ်9ခုရဲ့ကျင့်ကြံခြင်းလောကအင်အားစုခွဲဝေမှုတွေအားလုံးကဒီပြိုင်ပွဲရလဒ်ပေါ်မှာပဲမူတည်ပြီးဆုံးဖြတ်ကြတာမူလကတော့ငါတို့ပိုင်မီသားစုကမစ္စတာဂျန်စီဆိုကိုဒီပြိုင်ပွဲမှာငါတို့အတွက်ဝင်ပြိုင်ပေးဖို့ဖိတ်ခေါ်ထားတာပါဒါပေမဲ့အဲ့ဒီမစ္စတာဂျန်ကမထင်မှတ်ပဲမစ္စတာနင်ကကျင့်ကြံခြင်းစွမ်းအားကိုဖျက်ဆီးလိုက်တဲ့ချီမီသားစုတပည့်ရဲ့ဆရာဖြစ်နေခဲ့တယ်မင်းညကသူကမစ္စတာနင်စီကလည်းစားချေဖို့တွားရင်းနဲ့မစ္စတာနင်ရဲ့လက်ချက်နဲ့အသက်ခံလိုက်ရတာလေအဲ့ဒီတော့မှငါတို့ပိုင်မီသားစုမှာတင့်တော်တဲ့ပြိုင်ပွဲဝင်မရှိတော့တာနဲ့မစ္စတာနင်ကိုပဲညှော်လင့်ချက်ထားပြီးငါတို့ပိုင်မီသားစုအတွက်ဝင်ပြိုင်ပေးဖို့မြစ်တာရဲ့ခံကျင်တာပါတေချာတာကတော့ငါတို့ကမစ္စတာနင်ကိုအလကားခိုင်းမှာမဟုတ်ပါဘူးသူ့မှာဘလို့အကြောင်းအရာပဲရှိငါတို့ပိုင်မီသားစုလုပ်ပေးနိုင်တဲ့၍အစွမ်းကုန်ဖြည့်ဆည်းပေးပါမယ်ဒရိုက်တာဆုံတာသူ့ကိုငါတို့ပိုင်မီသားစုအတွက်ဝင်ပြိုင်ပေးဖို့စီယုံပေးနိုင်မယ်ဆိုရင်နောက်ကျရင်ကျန်းနံပြည်နယ်အစိုးရရဲ့အဓိကစီမံကိန်းပူးပေါင်းဆောင်ရွက်မှုတွေမှာငါတို့ပိုင်မီသားစုကဒရိုက်တာဆုံရဲ့ကျေးဇူးကိုမေ့မှာမဟုတ်ပါဘူးဒရိုက်တာဆုံရဲ့သဘောထားကောဘလို့ရှိလဲပိုင်မီသားစုကောင်းဆောင်ကြီးဒီကိစ္စမှာတော့ကျွန်တော်ကအလွန်ဆုံးရှိမှလမ်းညွှန်မိတ်ဆက်ပေးုံပဲတက်နိုင်မှာပါအဆင်ပြေမပြေဆိုတာကတော့ခင်ဗျားတို့ဘက်ပေါ်မှာပဲလုံးဝမူတည်ပါတယ်ပိုင်မီသားစုကောင်းဆောင်ကြီးကိုအမှန်တိုင်းပြောရရင်ညီငင်နဲ့ကျွန်တော်နဲ့ကြားကခင်မင်မှုကလည်းနည်းနည်းပဲရှိသေးတာပါညီငင်ကကျွန်တော်မျက်နှာကိုငဲ့ပြီးကူညီပေးရလောက်အောင်ကျွန်တော်မှအဲ့ဒီလောက်မျက်နှာဖုံးမကြီးလာပါဘူးဒရိုက်တာဆုံကမိတ်ဆက်ပေးဖို့လမ်းကြောင်းခင်းပေးုံနဲ့တင်ပိုင်အနေနဲ့အများကြီးကျေးဇူးတင်လာပါပြီခုနကငါပြောခဲ့တဲ့ပူပေါင်းဆောင်ရွက်မှုကိစ္စကတော့နောက်ဆုံးမှအဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေငါတို့ပိုင်မီသားစုကတေချာပေါက်ကလေးအတိုင်းလုပ်ပေးပါမယ်စောကပိုင်မီသားစုကောင်းဆောင်ကြီးကိုဒီနေ့ညလူတယောက်နဲ့ချိန်ထားတယ်လို့ပြောခဲ့တာလေတကယ်တော့ကျွန်တော်ချိန်ထားတာကညီနေပါပဲဒီလိုလုပ်ပါလားဒီနေ့ညပိုင်မီသားစုကောင်းဆောင်ကြီးပါကျွန်တော်နဲ့အတူတူပါတီကိုလိုက်ခဲ့ပါအဲ့ဒီရောက်ရင်ခင်ဗျားတို့ကိုမိတ်ဆက်ပေးမယ်လေဘယ်လိုလဲကောင်းတာပေါ့ဒါဆိုရင်တော့ဒရိုက်တာဆုံကိုတကယ်အားနာလိုက်ရတာညီနေကားပေါ်တက်လေဟာကွာ Rolls Royce တောင်မလားနေဝန်ရှုကတကယ်ပဲဒီလောက်အထိလန်းတာလားညီနေငါတို့မတွေ့တာတော်တော်လေးတောင်ကြပြီးတော့မင်းကျန်းနံမျိုးကိုဘယ်တော့မှရောက်တာလဲငါ့ကိုလည်းဘာလို့အကြောင်းမကြားရတာလဲငါကိုယ်တိုင်လာကြိုလို့ရတာကိုတကယ်ကိုမတွေ့တာကြပါပြီဗျာကျွန်တော်လွန်ခဲ့တဲ့ရက်ပိုင်းကတည်းကကျန်းနံမျိုးကိုရောက်နေတာပါကိုကြီးကိုတာကိစ္စလေးတွေရှိလို့ရှင်းနေရတာနဲ့တထေးဆုံကိုအထူးတလဲဒုက္ခမပေးခြင်းလို့မပြောဖြစ်တာပါ
ညီငင်ကလည်းဒီလိုစကားမျိုးပြောရင်အဝေးကြီးဖြစ်သွားပြီပေါ့တခြားသူသာဆိုရင်တော့ငါလည်းဂယုစိုက်နေမှာမဟုတ်ပါဘူးဒါပေမဲ့ညီငင်ကမှမတူတာကိစ္စကြီးကြီးငယ်ငယ်မင်းစကားတခုပြောလိုက်ရုံနဲ့ငါစုံကော်ဝေကတော့အစွမ်းကုန်ဖြစ်အောင်ကူညီပေးမှာပါတထေးဆုံးကလည်းအရန်အားနာစရာတွေပြောနေပြန်ပြီဒါနဲ့ညီငင်မင်းကိုပြောစရာကိစ္စတစ်ခုရှိသေးတယ်အရင်တုန်းကငါနဲ့မင်းခင်မန်းတည်တဲ့လူတစ်ယောက်ကငါစီရောက်လာပြီးမင်းနဲ့မိတ်ဆက်ပေးဖို့ကူညီတောင်းထားလို့ငါကအရင်ကသူ့ကျေးဇူးခံထားရဘူးတော့တိုက်ရိုက်ညင်းဖို့မကောင်းတာနဲ့ဒီနေ့ညမင်းနဲ့အတူပါဆက်ပါသွားပါစေဆိုပြီးစီစဉ်လိုက်မိတာညီငင်စိတ်မဆိုးဖို့မျှော်လင့်ပါတယ်ဘသူမို့လို့တထေးဆုံးကိုပါအကူအညီတောင်းပြီးမိတ်ဆက်ခိုင်းရတာလဲကျွန်တော်ကျန်းတဲ့မျိုးကိုရောက်တာရက်ပိုင်းပဲရှိသေးတာသူကျွန်တော်စီကဘာကိစ္စရှိလို့လဲဒါကတော့ခမားတို့တွေ့ကြတဲ့အခါကျမှသူကိုယ်တိုင်ပြောပါစေပြီးတော့သူခမားနဲ့ဆွေးနွေးမဲ့ကိစ္စကိုလည်းညီငယ်အနေနဲ့ကိုယ်စိတ်ကြိုက်ပဲဆုံးဖြတ်ပါငါကတော့ကျေးဇူးဆက်တဲ့အနေနဲ့လမ်းကြောင်းခင်းပေးရုံပဲမိတ်ဆက်ပေးတာဆိုတော့တခြားဘာကိစ္စမှဝင်မပါပါဘူးအင်းဒီပုဂ္ဂိုလ်ကမစ္စတာနေဖြစ်ရမယ်ကျွန်တော်ကတော့ပိုင်ချင်းချမ်းပါကျန်းနံပိုင်မီသားစုခေါင်းဆောင်ကဂိုင်းဆရာကြီးနင်ကိုအယိုအသေးပေးပါတယ်ခင်ဗျာဒီတစ်ခေါက်ဒရိုက်တာဆုပ်ကိုအာနာနာနဲ့မိတ်ဆက်ပေးဖို့ကူညီတောင်းခဲ့တာပါဂိုင်းဆရာကြီးနင်အပြစ်မယူဘူးမျှော်လင့်ပါတယ်ပိုင်မီသားစုခေါင်းဆောင်ဖြစ်နေတာကိုတထေးဆုံးကမိတ်ဆက်ပေးတာဆိုတော့တွေ့ဆုံရတာဘာမှမဖြစ်ပါဘူးဂိုင်းဆရာကြီးနင်အပြစ်မယူရင်ပဲကျေနပ်လာပါပြီဒါနဲ့ဒီနေ့မိုးလွယ်ပိုင်းကကျွန်တော်ရဲ့ညီငယ်ဖြစ်သူကစော်ကားမိတာကိုလည်းဂိုင်းဆရာကြီးနင်ခွင့်လွှတ်ပေးပါဦးသူ့ကိုယ်စားကျွန်တော်တောင်းပန်ပါတယ်ပိုင်မီသားစုခေါင်းဆောင်ညီငယ်နဲ့ဆွေးနွေးခြင်းတဲ့ကိစ္စကိုခင်ဗျားတို့ဘာသာတိုက်ရိုက်ဆွေးနွေးကြပါကျွန်တော်ကတော့အများကြီးဝင်မပါတော့ပါဘူးကောင်းပါပြီဒီတစ်ခေါက်တော့ဒရိုက်တာဆုံးကိုကျေးဇူးအများကြီးတင်ရတာပေါ့ဂိုင်းဆရာကြီးနင်ဒီတစ်ခေါက်ဒရိုက်တာဆုံးကိုအာနာနာနဲ့မိတ်ဆက်ပေးခိုင်းရတာကအခုချိန်မှာကျွန်တော်တို့ပိုင်မီသားစုဟာအခက်အခဲနဲ့ကြုံတွေ့နေရလို့တကယ်ပညာရှင်အစစ်အမှန်တယောက်ရဲ့အကူအညီကိုအရေးတကြီးလိုအပ်နေလို့ပါမူလကတော့ကျွန်တော်တို့ပိုင်မီသားစုဟာဂျန်စီဆိုကိုကူညီပေးဖို့ဖိတ်ခေါ်ထားတာပါသူကဟွာကြောက်အဆင့်၈အထိကျင့်ကြံထားသူပါဒါပေမဲ့ဂျန်စီဆိုကကိုအထင်ကြီးပြီးဂိုင်းဆရာကြီးနင်စီကလဲစားချေဖို့တွားရင်ဂိုင်းဆရာကြီးရဲ့လက်ချက်နဲ့တေဆုံးသွားလိမ့်မယ်လို့မထင်ထားခဲ့ပါဘူးမူလကတော့သူတေတာမတေတာကကျွန်တော်တို့ပိုင်မီသားစုနဲ့ဘာမှမဆိုင်ပါဘူးဒါပေမဲ့သူတေသွားတော့ကျွန်တော်တို့ပိုင်မီသားစုကြုံတွေ့နေရတဲ့အခက်အခဲကိုရှင်းပေးနိုင်မဲ့သူမရှိတော့ဘူးဖြစ်သွားတယ်ဒါကြောင့်အစောကြီးစဉ်းစားပြီးမှပဲဂိုင်းဆရာကြီးနင်ကိုဝင်ကူပေးဖို့အာနာနာနဲ့လာပြီးတောင်းဆိုရတာပါဂိုင်းဆရာကြီးနင်သာကျွန်တော်တို့ပိုင်မီသားစုကိုဒီလက်ရှိအခက်အခဲကနေကြော်လွှားအောင်ကူညီပေးနိုင်မယ်ဆိုရင်ကျွန်တော်တို့ပိုင်မီသားစုကဂုဏ်ပြုစုကြေးအဖြစ်တန်းတစ်ထောင်ယွမ်1ဘီလီယံပေးအပ်ဖို့ဆန္ဒရှိပါတယ်ဒါအပြင်တခြားပါတောင်းဆိုချက်ပဲရှိကျွန်တော်တို့ပိုင်မီသားစုတက်နိုင်တဲ့၍အစွမ်းကုန်ဖြည့်ဆည်းပေးပါမယ်တန်းတစ်ထောင်တောင်းလားငါကဒီလောကီစီးစိမ်တွေကိုတိတ်မမတ်မောပေမဲ့ဒါကတကယ်ကိုရဲရောတဲ့ပေးကမ်းမှုပဲပိုင်မီသားစုခေါင်းဆောင်ကတကယ်ကိုလက်ကြီးတာပဲစပြောကြတဲ့ကတန်းတစ်ထောင်နဲ့အမှန်တိုင်းပြောရရင်ငါကပတ်စံကိုတိတ်မမတ်ပေမဲ့နည်းနည်းတော့စိတ်လှုပ်ရှားသွားရတယ်ဒါပေမဲ့ငါပိုပြီးစိတ်ဝင်စားတာကပိုင်မီသားစုခေါင်းဆောင်ကိုဒီလောက်ထိဈေးကြီးပေးပြီးငါရဲ့အကူအညီတောင်းရအောင်ဘာကိစ္စများဖြစ်နေလို့လဲဂိုင်းဆရာကြီးနဲ့အကြောင်းဆုံးကတော့ဒီလိုပါလွန်ခဲ့တဲ့10နှစ်ကပြည်နယ်9ခုတိုင်းပညာမဟာမိတ်ပြိုင်ပွဲမှာကျွန်တော်ရဲ့တတိယညီပိုင်ချင်းဟန်ဟာကျိုးဝိုင်းပေါ်မှာတယောက်ရဲ့ရိုက်နှက်မှုကြောင့်တေဆုံးခဲ့ရပါတယ်ပိုင်ချင်းဟန်ကရိုက်နှက်ခံရလို့တေတာဟုတ်လားအဲ့ဒီတုန်းကပြင်ပမှာတော့သူကရုတ်တရက်ယောဂကြီးထားပြီးတေတာလို့သတင်းထွက်ခဲ့တာမဟုတ်ဘူးလားဒီပြည်နယ်9ခုတိုင်းပညာမဟာမိတ်ပြိုင်ပွဲဆိုတာကအရှိတောင်ဘက်ပြည်နယ်9ခုရဲ့ကျင့်ကြံခြင်းလောကမှာ၄နှစ်မှတစ်ကြိမ်ကျင်းပတဲ့ကြီးကျယ်ခမ်းနားတဲ့တိုင်းပြိုင်ပွဲကြီးပါမိသားစုအင်အားစုအသီးသီးကကိုယ်စားလှယ်တွေလွှတ်ပြီးရှင်ပြိုင်ကြရတာပါအနိုင်ရှုံးကနောက်ထပ်၄နှစ်စာပြည်နယ်9ခုရဲ့အာဏာစက်နယ်မြေခွဲဝေမှုကိုတိုက်ရိုက်ဆုံးဖြတ်တာပါတတိယညီတေဆုံးသွားခဲ့ရလို့ကျွန်တော်တို့ပိုင်မိသားစုဟာနယ်မြေအမြောက်များကိုဆုံးရှုံးခဲ့ရပါတယ်ဒီသွေးကြွေးကိုကျွန်တော်တို့ရင်ထဲမှာအမြဲဆွဲထင်နေခဲ့တာပါပြည်နယ်9ခုတိုင်းပညာမဟာမိတ်ပြိုင်ပွဲဟုတ်လားဒါကကမ္ဘာမြေပေါ်ကကျင့်ကြံခြင်းလောကကိုစုံစမ်းလေ့လာဖို့အခွင့်အရေးကောင်းမဲ့ကမ္ဘာမြေပေါ်ကကျင့်ကြံသူတွေရဲ့အင်အားဆုံးအဆင့်ကဘယ်လောက်ထိရှိနိုင်လဲလင်းချိန်ကျူပြောတယ်လို့မျိုးတကယ်ပဲဂိုးတန်းကောအဆင့်မှာပဲတက်နေတာလားဒါကပိုင်မီသားစုအနေနဲ့ဆုံးရှုံးသွားတဲ့နယ်မြေတွေကိုပြန်ရနိုင်မလားဆိုတာနဲ့တင်မကပဲတတိယညီအတွက်ပါကလဲစားချင်နိုင်မလားဆိုတာနဲ့သက်ဆိုင်နေပါတယ်ဂိုင်းဆရာကြီးနင်သဘောတူပေးပါနော်ပိုင်မီသားစုခေါင်းဆောင်ခမပြောတဲ့အတိုင်းပြည်နယ်9ခုတိုင်းပညာမဟာမိတ်ပြိုင်ပွဲမှာပိုင်မီသားစုအတွက်ဝင်ပြိုင်ပေးဖို့ငါသဘောတူပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဂိုင်းဆရာကြီးနင်ဂိုင်းဆရာကြီးသာဝင်ပြိုင်ပေးမယ်ဆိုရင်ခုနကဂတိပေးခဲ့တဲ့တန်းတစ်ထောင်အပြင်တခြားပါတောင်းဆိုချက်ပဲရှိအာမနာရန်ပြောပါကျွန်တော်ပိုင်ဟာနှစ်ခုမပြောပါဘူးလောလောဆယ်တော့တခြားပါတောင်းဆိုချက်မှစိတ်ထဲမရှိသေးပါဘူးဒီလိုလုပ်တာပေါ့တန်းတစ်ထောင်အပြင်ပိုင်မီသားစုကငါ့ကိုကျေးဇူးတစ်ခုကျွေးတင်စေရမယ်နောက်ကြလို့ငါလိုအပ်တဲ့အခါကျမှခင်ဗျားတို့စီကနေပြန်တောင်းမယ်စိတ်အေးထားပါပိုင်မီသားစုမလုပ်နိုင်တဲ့ကိစ္စမျိုးဒါမှမဟုတ်ပိုင်မီသားစုရဲ့ပိုင်ဆိုင်မှုတွေကိုတောင်းမှာမဟုတ်ပါဘူးငါရဲ့တောင်းဆိုချက်တိုင်းကခင်ဗျားတို့လှုပ်ဆောင်နိုင်တဲ့အတိုင်းအတာထဲမှာပဲဖြစ်စေရမယ်